အားလုံးပဲမင်္ဂလာပါ Chicky Football Channel နေကျွန်တော်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လုပ်ပေးမယ့် exercise လေးကတော့ကျွန်တော် speed ပိုင်းနဲ့ပတ်သက်ပြီးတော့ဒီလွယ်ကူရိုးရှင်းတဲ့ exercise လေးနှမျိုးကိုကျွန်တော်လုပ်ပြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ချက်လောက်လိုက်ကြည့်လိုက်ရအောင်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ပါကကျွန်တော်ရဲ့ channel လေး Chicky Football Channel လေးကို like and subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းဘယ်လိုတွေတင်ဆက်ပေးမလဲဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့ကြည့်ရှုအားပေးပါအောင်တောင်းဆိုချင်ပါတယ်